မိတ်ဆွေများမင်္ဂလာပါခင်ဗျာအခု၄လပိုင်းလောက်ပါလေရောက်ပြီအခုထိလက်ခွေနေပြီးတော့စားရဆောက်ရအပြည့်စုံမရသေးတဲ့ညီကိုတွေအတွက်အသေးလေးပေးကြည့်လို့ပါပြီးတော့ပြောလေးပြပြရှင်ပါအခုကျွန်တော်တို့လက်ခွေနေတဲ့စားရတွေရှိမယ်နော်အဲ့စားရတွေကိုမိမိကမရသေးဘူးဆိုရင်သက်ဆိုင်ရာပွဲစားမိမိအထားရလို့ရှိမှတေချာပေါက်ရအောင်တောင်းပါဘာလို့လဲဆိုတော့ဒါအရေးကြီးပါတယ်အခုထိုင်းနိုင်ငံမှာနေတဲ့ညီကိုများရွှေညီကိုများဒါအရေးကြီးပါတယ်ကျွန်တော်တို့ပတ်စာရပေါ့နော်ပတ်စာရရပြီပေါ့နော်ပြောပြချင်တာကတော့ဒီပတ်စာရမှာကိုကတကယ်လို့မရသေးဆိုရင်တောင်းရပါရတယ်ဆိုရင်မိမိလက်ထဲအောင်တရားစေးပါပထမဆုံးပါမယ့်ဟာတော့ကျွန်တော်တို့လက်ဖွင့်ထားတဲ့စာရလက်ဖွင့်နေထားမယ်ဒီမှာကျွန်တော်တို့ဒါအတင်းလေးသုံးထားတယ်ပြီးတော့ကျွန်တော်တို့နှိပ်ထားမယ်ရုံးပေါ့နော်ရုံးတစ်စိပ်ပါမယ်အခုကကြတော့ကျွန်တော်တို့ငွေရှင်းထားရပါမယ်တရားစေးပါနော်ကိုရှိကိုလက်ထဲကိုစာရွက်တွေရောက်ပြီဆိုရင်တရားစေးပါညီကိုများဒါကတော့ဖြတ်ပိုင်းပေါ့နော်ဒါတော့ကျွန်တော်တို့ငွေရှင်းထားတဲ့ဖြတ်ပိုင်းနောက်တစ်ခုကကျတော့ကျွန်တော်တို့ပကံစခွန်လို့ခေါ်တဲ့ပကံစာရွက်ပေါ့နော်ပကံစာရွက်ကနေကောင်းဖြစ်ရင်ဖျားနိုင်ကိုကသွားလို့ရတယ်ဒီစာရွက်လေးပြရင်ဒီစာရွက်မှာထည့်ထားတဲ့ဆေးရုံဆေးကိုင်းမှာကျွန်တော်တို့ free 3လရှိမယ်6လရှိမယ်နော်ကျွန်တော်တို့အခုအထားတဲ့ကျွန်တော်အထားတဲ့ရုံကတော့6လစာဟို6လတက်တန်းရှိရနော်ဒါချိုးဟာတွေ3လတက်တန်းရှိရကျွန်တော်တို့က6လတက်တန်းရှိတယ်ပကံစခွန်ခေါ်တဲ့ကျွန်တော်တို့နော်ဆေးရုံဆေးကိုင်းသွားလို့ရတဲ့စာရွက်လေးပါပြီးတော့နောက်ဆုံးကြတော့ကျွန်တော်တို့မှာရှိတာကနောက်ဆုံးစာရွက်ကကျတော့ကျွန်တော်တို့အချက်လက်တွေပေါ့နော်ကျွန်တော်တို့နာမည်နေလေးစာတွေအချက်လက်တွေပေါ့နော်သင်ထားပေးရစာရွက်ပေါ့နော်ဒါတော့ကျွန်တော်တို့အတိလင်းကိုလေးရုံမှာပဲဖြစ်ကျွန်တော်တို့နော်ဟိုသက်ဆိုင်ရပေါ့နော်နေပြီးမှတတ်မှတ်ထားတဲ့မာအချိုင်ဘန်ကောက်လို့ပါဘူးနော်ကိုသက်ဆိုင်ရနေပြီးမှတတ်မှတ်ထားရင်ဆိုတဲ့နောက်ဆုံးစာရွက်လေးပေါ့နော်ဒီကောင်လေးကိုတရားစေးပါခင်ဗျတကယ်လို့ကျွန်တော်ဟာမရှင်းဘူးနော်ကျွန်တော်ပြတာမရှင်းဆိုရင်ကိုရရင်တရားစေးပါတကယ်လို့စာရွက်တွေကမပြည့်မစုံဘူးဆိုလေလို့စိတ်ထဲမှာထင်ကျွန်တော်စီကိုဆွတ်တယ်မြင်မြင်လို့ရပါတယ်အချိန်မြင်မြင်လို့ရပါတယ်ခင်ဗျာပြီးတော့ဒီစာရွက်တွေလက်ထဲမှာရှိရင်ကျွန်တော်အလုပ်လုပ်ရင်ပဲဖြစ်အလုပ်ထဲမှာပဲဖြစ်ပြီးတော့တခြားနေရာသွားလာတာဖြစ်အလုပ်ပြောင်းရင်ပဲဖြစ်ဒါရှိတော့မျက်နှာမငယ်အောင်ပေါ့နော်နောက်မို့ဆိုရင်အလုပ်ထဲမှာပြဿနာမျိုးဖြစ်နိုင်ပါတယ်ဒါလေးကိုအသေးပေးခြင်းပါခင်ဗျာဒီလက်ဖွင့်စာရွက်တွေရှိပြီဆိုရင်နောက်ပိုင်းလောက်ကမယ် CI တို့ပြီးတော့နော် password စာမှာ3ထူတာပေါ့နော် password စာမှာရက်90ဒေါ်လာလို့3ထူတာပေါ့ဒါဆိုရင်ရက်90ဒေါ်လာဟာပေါ့နော်ကျွန်တော်တို့ရက်90ဒေါ်လာဟာ3ထူတာပေါ့နော်ရက်90ဒေါ်လာဟာ3ထူတာဒါနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ရှိမှာကျွန်တော်ရှိမှလာပြီးတော့ရက်90ဒေါ်လာရပါတယ်ပြီးတော့ password စာထဲမှာလည်း password စာအလုပ်တွေမှာလည်း3ထူရဆိုတော့ကျွန်တော်ရှိလာပြီးမှနော်ကျွန်တော်ရှိလာပြီးတော့အလုပ်ရပါတယ်တချို့တော့ကိစ္စတွေမှာမသိတာမှရှင်ဘယ်ကိစ္စမှာကျွန်တော်အချိန်မီကျွန်တော်ရှိလာတော့စသွေးမြင်လို့ရတယ်ခင်ဗျာအားလုံးပဲဒါလာပိုင်းနေလို့ပိုင်ဆိုင်နေပါစေစဝေးခါပါခင်ဗျာ